Fine dining စားတောက်ဆိုင်ဆိုတာကရိုးစားတောက်တာထက်ပိုပါတယ်။ဒါဟာအမှုပညာဝန်ဆောင်မှုနဲ့လက်ပါတဲ့ပတ်ဝန်းကျင်ကိုပေါင်းစပ်ထားတဲ့အတွေ့အကြုံခီးစဉ်တစ်ခုပါပဲ။ဒီဆိုင်တွေမှာအလင်းရောင်နဲ့တိမ်မွေးတဲ့နောက်ခံတေးဂီတာတွေရှိပြီးတော့အဝတ်စားသတ်မှတ်ချက် dress code တွေလည်းထားရှိတတ်ပါတယ်။ဒီဆိုင်မှာရှိတဲ့ဝန်ထမ်းတွေကကျွမ်းကျင်ပြီးတော့အသေးစိတ်တိုင်းယူဆိုင်ပါတယ်။အဲ့တဲ့မပြောခင်ကလေးကလိုအပ်တာကိုကြိုသိပြီးတော့စနစ်တကျပြင်ဆင်ပေးတဲ့ private ဝန်ဆောင်မှုပုံစံတွေလည်းရှိတတ်ပါတယ်။ဟင်းပွဲမီနူတွေကိုရှက်တွေကဦးစီးပြီးတော့ရာသီပေါ်ကုန်ကျန်းတွေအကောင်းဆုံးပစ္စည်းတွေနဲ့ဖန်တီးကပကြီးကားတစ်ချက်လိုလှပအောင်ပြင်ဆင်ပါတယ်။အရသာဆန်းတဲ့ tasty မီနူတွေလည်းပါဝင်ပါတယ်။ပကံတွေဝိုင်ခွက်တွေကစလို့ဟင်းပွဲရောက်လာမဲ့အချိန်အထိအားလုံးဟာစီစဉ်ထားပြီးတော့အမတ်တရားရှိစေမဲ့အခိုက်အတန့်ကိုဖန်တီးပေးပါတယ်။ Fine dining ဆိုတာကစားတောက်ခြင်းအမှုပညာဝန်ဆောင်မှုအစစ်တမ်းနဲ့ဇိမ်ခံပတ်ဝန်းကျင်တို့ကိုပေါင်းစပ်ပြီးတော့ဧည့်သည်ရဲ့စိတ်ကိုအမြဲကျေနပ်စေဖို့ဖန်တီးထားတဲ့ကြီးစဉ်တစ်ခုပဲဖြစ်ပါတယ်။